ရေပန်းလေးမှပါမလားလို့ကြောက်ကတော့ဖြစ်ပြီလားတော့မသိဘူးဝိတ်ကတော့ပြောရင်းဆိုရင်လည်းဒီမှာကြောင်လားတော့မသိဘူးနော်ဒီကြောတွေဆိုရင်ကြောင်တဲ့တူဟာတအားပေါ်ပါရဲ့ဗျနော်ဒီမှာကြောတွေတော့ကောင်းတယ်ဗျဒီကြောတွေဆိုရင်ပေါ့ဗျာဟောဒါပြောရင်းဆိုရင်လည်းဒီမှာကြောင်လားတော့မသိဘူးနော်ရမ်းလေးတော့ဖိုးဖိုးလေးရကျွန်တော်ခောက်တာနေနှစ်တောင်ဝင်သွားကြောက်ကတော့နည်းနည်းသေးမထင်နဲ့နော်လုံးကြီးတော့နှစ်ဝင်မှာမဟုတ်ဘူးကြည့်လိုက်ကဲကွာဖြစ်လိုက်တဲ့ကြောက်လေးရတော့အမြုပ်နာဗျာကြောက်ကတော့ဖြစ်ပြီလားတော့မသိဘူးဝိတ်ကတော့ပါရဲ့ဗျကြောက်ဝိတ်ကတော့ပါရဲ့နော်ပြောရင်းဆိုရင်လည်းကြောက်လားတော့မသိဘူးဟုတ်တယ်ဗျာနော်ဒီနေ့ကတော့မိုက်ပြီဗျာချော်လုံလေးဗျာနော်ကြောက်ကတော့ဒီမဲ့ကျွန်တော်ခောက်ချက်ကိုကြီးလိုက်ဗျာနော်ရန်လည်းရေဆွေးကြည့်အောင်ဗျာနော်ရေပန်းလေးမှပါမလားလို့ရေဆွေးကြည့်မယ်ရေပန်းလေးမှပါမလားလို့မျိုးချောင်းကြောက်ဆိုဗျာနော်ကျွန်တော်ရေကြမှရှာဆိုမျိုးချောင်းကြောက်ဆိုတယ်မကြည့်လိုက်ရန်လေးတော့မစိုးဘူးဗျာနော်ကြောက်မျိုးလေးတော့လှရဗျာထိုင်လှလေးပဲဒီမဲ့ဟောတော့ရှိမယ်တယ်နော်20လားတော့ရှိမယ်တယ်ဗျာဒါလေးတော့ချော်လုံလေးပဲနော်ဒီမဲ့ရှိုးလုံတစ်ချက်ရရင်လည်းအဲ့လိုပဲရနော်နေမကြည့်လိုက်လွယ်တာရလိမ့်မယ်ရေပန်းလေးပိုင်းတော့မိုက်မှာရဒီမျိုးတန်းလေးနဲ့တော့ကျွန်တော်တို့ဒါမော်စီကာလေးပြဒါနော်မော်စီကာဟောင်းကျော်ပါပေါ့ရနော်ကျွန်တော်မျိုးချောင်းဆိုတော့စိုးပြအကြောင်မျိုးလေးတော့ထိုင်လာလေးနဲ့လှတယ်ကထက်ရှာမယ်ရနော်နောက်တလုံးမဒါဆိုမောက်တွေပေါ့ရနော်ဒီလိုအကြိုကြားလေးတွေလည်းကျွန်တော်ခောက်ရရဗျနော်ဘာလို့လဲဆိုလူကျုံဘောပေါ့ဗျာနော်လူကျုံဘောလေးလည်းရှားတာဘလောက်ပဲရှိရရှားတော့နော်တို့လွန်တယ်လုံးလေးရှိရင်တော့တွေ့ရပါဘူးလုံးသေးချောဆိုတော့ပေါ့ဗျာ